ကနေဒါအစိုးရအနေနဲ့မြန်မာစစ်အုပ်စုကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့နဲ့ရွေးကောက်ပွဲရလဒ်ကိုလက်မခံဖို့ကနေဒါရောက်မြန်မာအရေးလှုပ်ရှားသူတွေကတောင်းဆိုလိုက်ပါတယ်။ကနေဒါလွှတ်တော်အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာဒီမိုကရေစီရေးကနေဒါပါလီမန်မိတ်ဆွေများအဖွဲ့ကတော့ဒီဇင်ဘာ28ရက်နေ့စစ်အုပ်စုကျင်းပမဲ့ရွေးကောက်ပွဲဟာအတူအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့်ကနေဒါအစိုးရပါဝင်နိုင်ငံတကာဒီမိုကရေစီအစိုးရတွေကလက်မခံကြဖို့တိုက်တွန်းပါတယ်။ဒီရွေးကောက်ပွဲရလဒ်ကိုလက်ခံတာဟာဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေကြတဲ့မြန်မာလူထုအပေါ်တစ္ဆာဖောက်ရာရောက်ကြောင်းလဲဒီဇင်ဘာ10ရက်နေ့ကထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ကနေဒါအစိုးရအနေနဲ့မြန်မာဒီမိုကရေစီရေးအတွက်အထင်ကရနိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ G7 ကမ္ဘာ့စီးပွားအင်အားကြီးနိုင်ငံများအဖွဲ့အာဆီယံအရှေ့တောင်အာရှနိုင်ငံများအသင်းစတာတွေနဲ့ချိတ်ဆက်လက်တွဲပြီးတော့ဆောင်ရွက်ပေးဖို့လဲကနေဒါရောက်မြန်မာတွေကတောင်းဆိုပါတယ်စေအုပ်စုခေါင်းဆောင်တွေမိသားစုဝင်တွေစီးပွားရေးလုပ်ငန်းတွေကိုပြစ်မှတ်ထားပြီးတော့ပိတ်ဆို့တန်ခတ်ဖို့တောင်းဆိုသလိုမြန်မာနိုင်ငံကထွက်ပြေးကြသူတွေအတွက်ခိုလုံခွင့်နဲ့လူသားချင်းစာနာတဲ့အကူအညီတွေပေးသွားဖို့လဲတိုက်တွန်းပါတယ်ကနေဒါအစိုးရကမတ်လအတွင်းစေအုပ်စုဝင်လူပုဂ္ဂိုလ်တွေနဲ့စေအုပ်စုရန်တရားအားလုံး16ခုကိုဒဏ်ခတ်အရေးယူထားပါတယ်ကနေဒါအစိုးရစီပေးပို့မဲ့စာဟာမြန်မာအတိုင်းဝိုင်းရဲ့စူးစီးညင်ညွတ်တဲ့အတန်ကိုရောင်ပြန်ဟပ်ပြီးတော့ကနေဒါတဝမ်းကမြန်မာတွေလည်းပူးပေါင်းပါဝင်ကြဖို့ကနေဒါလန်ဒန်မိသားစုကဖိတ်ခေါ်ထားပါတယ်ကျွန်တော်အောင်ဆွေပါ